တစ်ရိုးသားသောလင်များညင်မွေဖြူကြီးပုံပြန်အချင်းချုပ်ရှင်းရခန့်ကရိုးသားသည့်စင်းရဲနွမ်းသားသောလင်များနှစ်ဦးရှိခဲ့သည်တနေ့တွင်၎င်းတို့သည်မွေဖြူကြီးတစ်ကောင်ကိုကဲတင်ခဲ့ကြသည်ထိုမွေဖြူကြီးသည်နဂါးမျိုးနွယ်မှဆင်းသက်လာသူဖြစ်သည်၎င်းတို့၏ကူညီမှုအတွက်ကျေးဇူးဆက်လုပ်ခဲ့သည်မွေဖြူကြီးသည်လင်များအားရွှေငွေရတနာများပေးတော်လေ၎င်းတို့ကလောဘမသက်ပဲလိုအပ်တဲ့လောက်သာယူခဲ့ကြသည်နောက်ပိုင်းတွင်မွေဖြူကြီးသည်၎င်းတို့အားပုံမကြီးမားသောဆုလများပေးခဲ့သည်၎င်းတို့၏ရိုးသားမှုကြောင့်ချမ်းသာကြွယ်ဝလာခဲ့ကြသည်ဘဝပေးသင်ခန်းစာရိုးသားခြင်းနှင့်သစ္စာရှိခြင်းရိုးသားမှုသည်အမြဲတမ်းကောင်းကျိုးကိုဖြစ်ထွန်းစေသည်မမျော်လင့်ပဲကံကောင်းခြင်းများကိုဆောင်ကျဉ်ပေးနိုင်ကြောင်းပြသသည်လောဘကင်းခြင်းလောဘမတက်ပဲမိမိရတဲ့ရထိုက်သည့်ကိုသာယူခြင်းသည်ပုံမကြီးမားသောကောင်းကျိုးများကိုရရှိစေကြောင်းသင်ခန်းစာပေးသည်